လန်းရဲ့အစမှာတော့အီချီကာဝါကျော်တာလို့ဆိုတဲ့အကြောင်းသားလေးတစ်ယောက်ဟာလူတက်မှုဆွေဆောင်ကျန်းဆိုတဲ့စာအုပ်ကိုဖတ်နေပါတယ်။ပြီးတော့တယောက်တည်းစိတ်ထဲမှာစကားတွေပြောပြီးအတွေးတွေလွန်နေပါတယ်။အဲ့အချိန်မှာပဲအတန်းပေါ်တစ်ယောက်ကစကားပြောနေရင်းနဲ့သူ့ကိုတိုက်မိသွားပါတယ်။အဲ့ဒါကိုသူ့ရဲ့စိတ်ထဲမှာဒေါသတွေထွက်သွားပြီးအဲ့တယောက်ကိုသူ့မှာရှိတဲ့ကတာတာနဲ့တပ်ပစ်လိုက်မယ်ဆိုပြီးအတွေးထဲမှာတက်နေခဲ့ပါတယ်။တကယ်ကိုမောင်လောကသားပါပဲ။ပြီးတော့အဲ့လိုအတွေ့တွေကိုမဖြစ်ဘူးဆိုပြီးအဲ့လိုတွေးတာတွေကိုရပ်ဖို့တယောက်တည်းစိတ်ထဲမှာပြောနေပါသေးတယ်ပြီးတော့ငါသွေးစာနေတဲ့တစီသားရဲ့တကောက်ငါဒီတွေးတွေကဘလို့များကြော်လာသွားနိုင်မလဲဆိုပြီးတော့တယောက်လည်းပြောနေခဲ့ပါတယ်ပြီးတော့ငါမှအရန်တက်ချင်တဲ့မိန်းမတယောက်ရှိတယ်ကျောင်းရဲ့အလှပဆောင်မော်ဒယ်တယောက်ဖြစ်တဲ့ယာမရာအန်နာဆိုတဲ့မိန်းကလေးပဲလို့လည်းတွေးနေပါတယ်ငါမြင်ချင်တာကလှပနေတဲ့မျက်နှာပုံစံလေးနာကျင်မှုကိုခံစားနေရတာလေးကကိုမထိန်ချုပ်နိုင်တော့ဘူးလို့ယာမရာအန်နာကိုကြည့်ရင်ပြောနေခဲ့ပါတယ်အဲ့ဒီချိန်မှာယာမရာကသူ့ကိုလှည့်ကြည့်လိုက်တော့လန့်သွားပြီးမျက်နှာကိုလွှဲလိုက်ပါတယ်ပြီးတော့ယာမရာကသူ့ကိုမကြည့်တော့ပဲပြန်လှည့်သွားတဲ့အခါမှာသူကပြန်ကြည့်ပြီးဟာဒီဟာမငါ့ကိုထင်သေးတဲ့ကြည့်တွေနဲ့ကြည့်တဲ့အတွက်ယာမနောက်ရအောင်လုပ်ပြမယ်ဆိုပြီးတော့ဒေါသထွက်ပြီးစိတ်ထဲမှာကျုံးဝါနေပါတယ်တကယ်ကိုငစားပါပြီးတော့ယာမရာတည်ရင်ရုပ်လောင်းကလှပနေပါပဲအဲ့ရုပ်လောင်းကိုပိုင်ဆိုင်ရမှာလဲလူသက်သမားပဲအဲ့ဒီလူသက်သမားကငါပဲဖြစ်ရမယ်ဆိုပြီးတော့လဲပြောနေပြီးငါညာတိုင်းအဲ့ဒါပဲစဉ်းစားနေခဲ့တာငါကလည်းပုံးတယ်ငါကောင်းထဲမှာလည်းရှုပ်နေပြီလို့ပြောရင်လူသမားတယောက်လို့ရည်နေခဲ့ပါတယ်ပြီးတော့နေ့လယ်စားချိန်မှာလူတွေစကားပြောတာအများများပြီးစိတ်ရှုပ်စရာကောင်းတယ်ဆိုပြီးပြောကသူသွားနေကြစာကြီးတိုက်ဘက်ကိုထွက်လာခဲ့ပါတယ်စာကြီးတိုက်ရောက်မှငါအတွက်စာကြီးတိုက်ကတတောက်သက်သာရှိတဲ့နေရာပဲလို့ပြောပြီးတကားဖွင့်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲစာကြီးတိုက်မှာအုန်နီဂရီမုတ်ကိုခိုးစားနေတဲ့ယာမရာကိုတွေးလိုက်ရပါတယ်သူတို့နေရောက်ပထမဆုံးအကြိမ်စာကြီးတိုက်ထဲမှာမျက်လုံးကြီးစုံမိခဲ့တာပါပြီးတော့အီချီကာဝါကိုကြည့်ပြီးဘလုတ်ဘလောင်းနဲ့လှမ်းပြောလိုက်ပါသေးတယ်အီချီကာဝါလည်းကြောင်သွားခဲ့ပါတယ်အီချီကာဝါလည်းဘာပြောနေမှန်းသိချမသိတာနဲ့ဟုတ်သားပဲတော့ဆိုပြီးတော့ရွှေပြီးပြောလိုက်ပါတယ်အဲ့ဒါကိုယာမရာကတော်သေးတာပေါ့လို့ပြောလိုက်တော့အီချီကာဝါတယောက်ဘာလို့တော်သေးတာပေါ့ပြောနေရလဲဆိုပြီးတော့ဟုတ်တယ်ပေါက်တွေဖောက်နေခဲ့ပါတယ်ပြီးတော့စာအုပ်စင်အနောက်ကနေအခုချိန်ကသူမကိုတတ်ဖို့အချိန်ကောင်းပဲလို့တွေးပြီးယာမရာမုတ်စားနေတာကိုကြည့်နေပါတယ်တော့အခုတတ်ဖို့အချိန်မဟုတ်သေးဘူးဆိုပြီးပြန်ဖြစ်သွားပါတယ်ငါသူ့เจ้าစုံစမ်းရအောင်ပဲဆိုပြီးတော့တွေးနေပါတယ်အဲ့ဒီချိန်မှာယာမရာကဦးနီဂရီကုံသွားလို့နောက်ထပ်စားဖို့အာလူကျော်ထုတ်ကိုဖွင့်ပြီးစားလိုက်ပါတယ်အဲ့ဒီမှာအီချီကာဝတ်တယောက်အန်ဟောသွားပြီးစောနာပဲစားပြီးတာလေးဆိုပြီးအန်ဟောတကြီးဖြစ်နေပါတယ်တယောက်တည်းအာလူကျော်ထုတ်ကြီးကိုစားနေရလားဘာလို့ပြောနေရလဲဆိုပြီးဖြစ်နေခဲ့ပါတယ်ပြီးတော့ယာမရာကတချင်းတန်စင်လေးရီးရင်စားနေတာကိုတဖြည်းဖြည်းမြောင်းဝင်မကြီးနဲ့တူလာပြီးဆိုပြီးစိတ်ထဲကနေဗလိမ့်နေပါတယ်ပြီးတော့ဒီမိမကဘလူကြီးလဲဆိုပြီးဖြစ်နေပါတယ်ပြီးတော့စိတ်တည်ငြိမ်ထားမယ်ဘလူတတ်မလဲဆိုတာကိုစဉ်းစားရမယ်ဆိုပြီးမကြည့်တော့ပဲစောက်ကိုပြတ်ဖက်နေလိုက်ပါတယ်အဲ့ဒီချိန်မှာယာမရာကလူမှုလိလာရေးအချိန်မှာတင်ဆက်ဖို့အတွက်ပြင်ဆင်ဖို့စပါတယ်ပြင်ဆင်တာကိုခဲရတဲ့အရင်အကြံမကြီးပဲဘောပင်နဲ့တန်းရေးပါတယ်အဲ့ဒါကိုအီချီကာဝါကကြည့်ရင်အံ့ဩနေပါတယ်ပြီးတော့ဆိုပြီးစာရွက်ဖြတ်ဖို့ကတ်တာကိုသူမရဲ့ဘောပင်အိတ်ထဲကနေရှားနေပါတယ်အဲ့ဒါကိုအီချီကာဝါတွေ့သွားပြီးသူ့ဘောင်းမီအိတ်ထဲကကတ်တာကိုထုတ်ကြည့်လိုက်ပါတယ်ပြီးတော့စဉ်းစားလိုက်ပါတယ်ငါသူ့ကိုကတ်တာသုံးလို့ရတယ်ဆိုပြီးပေးလိုက်ရင်ဘာလို့နေရအဲ့ဒီကတ်တာစောင့်ထားရတာလဲကြောက်စရာကောင်းလိုက်တာလို့ပြောပါဦးစိုးရိမ်နေပါတယ်သူအဲ့လိုတွေးနေတော့ယာမရာကတော့စာရွက်ကိုလက်နဲ့တောင်ဖျဲနေပါပြီအဲ့ဒါကိုတွေ့ပြီးအီချီကာဝါကတားဖို့လုပ်နေတဲ့ဟန်ကြီးနဲ့អော်လိုက်ပါတယ်ပြီးတော့နေလိုအပ်နေရင်ဒါသုံးလို့ရပါတယ်ဆိုပြီးကတ်တာကိုစပွဲပေါ်ကိုတင်ပေးလိုက်ပါတယ်ကတ်တာပေးလိုက်တဲ့အချိန်မှာယာမရာကသူ့အလုပ်တော့ဝက်ပြီးမြောက်ပြီးဆိုပြီးတော့ပျော်သွားခဲ့ပါတယ်ပြီးတော့အီချီကာဝါဘက်ကိုပုတ်ခတ်တာမဟုတ်ပါဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်အီချီကာဝါလည်းကြောင်သွားပါတယ်ပြီးတော့ယာမရာကကျေးဇူးပါလို့ပြောလိုက်တဲ့အခါအီချီကာဝါတယောက်ရင်ထဲမှာတတိတ်ဖြစ်ပြီးစောင်းစင်နောက်ကိုပြန်သွားခဲ့ပါတယ်ပြီးတော့သူ့ဘာသူတယောက်တည်းရှက်နေပါတယ်ပြီးတော့ယာမရာကငါကတ်တာကိုသုံးနေရလားဆိုပြီးစိတ်ထဲမှာပြောနေပါသေးတယ်အဲ့ဒီချိန်မှာပဲနေ့လယ်စာစားချိန်လည်းပြီးသွားခဲ့ပါတယ်ယာမရာကအီချီကာဝါရဲ့ကတ်တာကိုထည့်ပြီးထွက်ဖို့လုပ်ပါတယ်အီချီကာဝါငိုင်းကတ်တာလေးဆိုပြီးတော့နောက်ကလိုက်လာပါတယ်အဲ့ဒီချိန်မှာယာမရာရဲ့တငယ်ချင်းကစာကြီးတိုက်ရှိရောက်လာပါတယ်ပြီးတော့ယာမရာကိုဘယ်သွားနေရလဲမုတ်ခိုးစားနေရလားလို့မေးနေခဲ့ပါတယ်ယာမရာကလည်းမုတ်စားနေတာမဟုတ်ပါဘူးလို့လိန်ပြောနေပါတယ်ပြီးတော့အီချီကာဝါဘက်ကိုပြေးလာပြီးအာလူကျော်ကုံအောင်စားလိုက်ပြီးအီချီကာဝါကိုမုတ်ခုံပေးလိုက်ပါတယ်ပြီးတော့ယာမရာကပြန်လှည့်ပြီးတန်းကိုပြန်သွားပါတယ်အီချီကာဝါကယာမရာပေးတဲ့အာလူကျော်မုတ်ခုံလေးကိုမိုက်ပုံးလေးပြင်းနဲ့မှာအခုံလေးကိုကင်ကြည့်ပြီးတော့ကြည်နူးနေခဲ့ပါတယ်ပြီးတော့
ငါရဲ့လူတက်ဖို့အစီအစဉ်အခုပဲစတင်လိုက်တော့မယ်ဆိုပြီးပြောနေပါတယ်နောက်တစ်နေ့ကြောင်းမြတ်တက်ရတဲ့အချိန်မှာတော့အီချီကာဝါဟာယာမရာစီပါသွားတဲ့သူ့ရဲ့ကတ္တာလေးကိုတွေးပူလို့နေပါတယ်အဲ့လိုနဲ့တန်းနဲ့ရောက်လာတော့အီချီကာဝါရဲ့ကတ္တာလေးကသူ့ရဲ့ဇပွဲကုံပေါ်မှာရှိနေပါတယ်ကတ္တာလေးကိုကန်လိုက်တဲ့အခါနွေးနွေးလေးဖြစ်နေလို့အီချီကာဝါကတော့ယာမရာလမ်းတစ်လျှောက်လုံးပြန်ပေးဖို့မေ့ပါဆိုလို့လက်ကနေကင်လာလို့နွေးနေတာလားလို့တွေးနေပါတယ်ဒီတော့ယာမရာကသူ့ရဲ့တိုင်ကုန်ကိုဘလို့များတည်တာလဲလို့စဉ်းစားနေခဲ့ပါတယ်ဒီလိုနဲ့လက်မှုလိလိုက်ရဲ့အချိန်ကိုရောက်လာပါတယ်အီချီကာဝါကယာမရာတို့တကယ်ချင်းအဖွဲ့ပြောနေတာကိုကြားမြင်နေရပါတယ်ယာမရာလောက်ထားတဲ့စာရွက်ကရှုပ်ပွားနေတဲ့အတွက်ကြောင့်တင်ပြဖို့မလုပ်တော့ပဲအစ်စ်လောက်ထားတာကို3000မယ်ဆိုတာကိုပါအဲ့ဒါကိုအီချီကာဝါကြားတော့ယာမရာကျူးစားဖန်းစားလောက်ထားတာကိုဒီယာမတွေကယာမရာကိုမနာလိုတာလားဝမ်းနဲ့အောင်လောက်တာလားလို့ဆိုပြီးဒေါသတွေထွက်နေပါတယ်ဒါပေမဲ့ယာမရာကိုကြည့်လိုက်ပြန်တော့လေပြုံးပြုံးလေးနဲ့ရေရေမောမောလေးဖြစ်နေလို့တကယ်ပဲသူကယူမဆိုင်တယ်လို့နေနေရလားလို့တွေးနေခဲ့ပါတယ်အဲ့လိုနဲ့ယာမရာတို့တကယ်ချင်းအဖွဲ့ကတော့သူတို့လိလာထားတာတွေကိုအသက်လောက်ထားတဲ့စာရွက်နဲ့ရှင်းပြနေပါတယ်ယာမရာကတော့အသက်မရှိတဲ့မျက်နှာကြီးနဲ့ဖြစ်နေခဲ့ပါတယ်အဲ့ဒါကိုအီချီကာဝါမြင်တော့စောစောတုန်းကသူ့ရဲ့ခံစားချက်တွေထိခိုက်သွားတာဖြစ်ရမယ်ဆိုပြီးတော့ယာမရာဘက်ကနေဒေါသတွေထွက်နေခဲ့ပါတယ်ဒီလိုနဲ့အီချီကာဝါတို့အဖွဲ့လည်းသူတို့လိလာထားတာတွေကိုတင်ပြကြပါတယ်အဲ့ချိန်မှာအီချီကာဝါကတော့ယာမရာကိုကြည့်နေခဲ့ပါတယ်ယာမရာကတဖြည်းဖြည်းနဲ့ငိုချင်နေတဲ့ပုံစံနဲ့မျက်ရည်တွေစီးကျလာခဲ့ပါတယ်အီချီကာဝါမြင်တော့သူ့ကိုအလောက်တောင်စိတ်နှောက်ယှက်ဖြစ်စေခဲ့တာလားဆိုပြီးတော့ယာမရာကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေပါတယ်ပြီးတော့အဲ့ဒါကယာမရာအတွက်အထိပ္ပယ်ရှိတာဖြစ်နိုင်တယ်ဆိုပြီးတော့တွေးနေပါတယ်ပြီးတော့လူတွေကယာမရာထိုင်နေတဲ့ဘက်ချမ်းကိုလှည့်ကြည့်လာကြတော့မကြည့်နဲ့မင်းတို့ကောင်တွေယာမရာငုံနေတော့ကြည့်နေတာလားဆိုပြီးတော့စိတ်တွေတိုးနေပါတယ်ပြီးတော့ယာမရာဘက်ကိုကြည့်နေတာတွေကိုအာယုံလွှဲရမယ်ဆိုပြီးသူ့ရဲ့ကရတာနဲ့စာရွက်ကိုဖြဲလိုက်ပါတယ်အဲ့ဒါနဲ့အကုန်လုံးလဲကြောင်တောင်တွေဖြစ်ကုန်ကြပါတယ်ပြီးတော့အီချီကာဝါကယာမရာကြိုက်တော့ငိုလို့ရပြီဆိုပြီးတွေးကလှည့်ကြည့်လိုက်တော့ယာမရာကသူ့ရှေ့ကတငယ်ချင်းကိုပြုံးပြုံးနဲ့ဟယ်လီကော်ပတာအကြောင်းကိုဗရင်းပေါက်ကိုကြည့်ပြီးပြောနေခဲ့ပါတယ်အဲ့ဒါကိုမြင်တော့အီချီကာဝါကဘာလဲကွာဆိုပြီးတော့ဖြစ်သွားခဲ့ပါတယ်ဒီလိုနဲ့နားတဲ့ချိန်ကိုရောက်လာပါတယ်ယာမရာကသူ့ရဲ့တငယ်ချင်းရဲ့ပေါင်ပေါ်မှာထိုင်ပြီးစော့နေပါတယ်အဲ့ဒါကိုနောက်ကကနေတွေကနှာဘူးကြနေကြပါတယ်အဲ့ဒါကိုအီချီကာဝါကြတော့ဒီကောင်တွေကတော့ဆိုပြီးစိတ်တူနေပါတယ်ပြီးတော့စာကြည့်လိုက်ဘက်ကိုထွက်လာခဲ့ကြပါတယ်စာကြည့်လိုက်တကားကိုဖွင့်လိုက်တော့ယာမရာနဲ့ပြန်တွေ့ပြန်ပါတယ်ထပ်ပြီးတော့သူဝဲလာဆိုပြီးတော့အီချီကာဝါရဲ့စိတ်ထဲမှာပြောနေခဲ့ပါတယ်ပြီးရင်တော့မှဟာရဆိုတဲ့မိန်းကလေးကဝင်လာခဲ့ပါတယ်ယာမရာကဟာရစာကြည့်တိုက်ကိုစောင်းငားဖို့လာခဲ့တာလားဆိုပြီးတော့မေးလိုက်ပါတယ်တယောက်ကငါ့ကိုတွေ့ဖို့ချိန်တာလို့ဒီနေရာကိုလာခဲ့တာဆိုပြီးပြောနေပါတယ်ပြီးတော့ယာမရာကဟာရကိုမုတ်လေးစားပါအောင်ဆိုပြီးမုတ်ကျွေးလိုက်ပါတယ်ဟာရကသူဝိတ်ချနေတာဖြစ်လို့မစားတော့ဘူးဆိုပြီးညင်းလိုက်ပါတယ်အဲ့ဒါကိုယာမရာငါလည်းတူတူပဲလို့ပြောလိုက်တော့အီချီကာဝါကလူလေလို့စိတ်ထဲကနေပြောလိုက်ပါတယ်ပြီးတော့ယာမရာကငါကြိုက်တာကိုငါကြိုက်တဲ့အချိန်စားတယ်အဲ့ဒါငါရဲ့ lifestyle ပဲဆိုပြီးပြောနေပါတယ်အဲ့ဒီချိန်မှာခန်းဆာကီဆိုတဲ့အကြောင်းသားတစ်ယောက်ရောက်လာပါတယ်အဲ့ဒါကိုစောင်းစင်နောက်မှာရှိတဲ့အီချီကာဝါကဒါကမုံပါလွယ်ရောဖွင့်ပြောဖို့များလားဆိုပြီးသဘောပေါက်သွားပါတယ်အီချီကာဝါကသဘောပေါက်နေပေမဲ့ယာမရာကတော့နေတို့နှစ်ယောက်ကြည့်ရတာဒူးစားလိုက်တာဆိုပြီးတော့နှစ်ယောက်ကြားထဲမှာကြောင်တော်ကြီးဖြစ်နေပါတယ်ပြီးတော့ယာမရာကဟာရဝိတ်ချနေတာကိုပြောလိုက်ပါတယ်အဲ့ဒါကိုခန်းဆာကီကဟာရကဝိတ်ချနေရလားဆိုပြီးမေးပြီးခန်းဆာကီကသူကဝိနေနဲ့ပို့တယ်မိန်းကလေးဆိုပိုသဘောကျကြောင်ပြောနေပါတယ်ပြီးတော့ ECC လေးနဲ့စီလာလေးတွေကပို့ပြီးတော့ချစ်ဖို့ကောင်းတယ်ဆိုပြီးတော့ပြောနေပါတယ်အဲ့ခါကျမှယာမရာကသူတို့နှစ်ယောက်ဒိတ်နေတယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်ပြီးတော့နှစ်ယောက်ကြားထဲမှာဘလို့ရှောင်မေးရမလဲမသိနဲ့တိုင်ပတ်နေပါတယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာအီချီကာဝါကစောင်းစင်နောက်ကနေလှမ်းကြည့်နေရင်လည်းစောင်းတော့ကိုတိုက်မိသွားပြီးအတန်ထွက်သွားပါတယ်အဲ့ဒါကိုဟာရတို့နှစ်ယောက်ကလူတယောက်ရှိနေရလားဆိုပြီးပြောနေပါတယ်ယာမရာကကြောင်အောင်တန်ဖြစ်မယ်ကြောင်ရှိရလားမသိဘူးသွားကြည့်လိုက်အောင်မယ်ဆိုပြီးတော့အီချီကာဝါရှိရဲ့စောင်းစင်အနောက်ကိုထွက်လာခဲ့ပါတယ်ပြီးတော့အနောက်ကနေကြောင်လုံးဟန်ဆာអော်လိုက်ပါတယ်ဟိုနှစ်ယောက်ကလည်းတကယ်ကြောင်អော်နေတာလို့ထင်သွားခဲ့ပါတယ်ပြီးတော့ယာမရာကအီချီကာဝါကိုပါသူနဲ့အတူတူကြောင်လုံးဟန်ဆာអော်ဖို့ပြောလိုက်ပါတယ်ပြီးတော့ယာမရာနဲ့အီချီကာဝါတို့ကအတူတူကြောင်လုံးអော်ပြီးဟန်ဆောင်ခဲ့ကြပါတယ်ဒီခိုက်တက်လေးကသူတို့နှစ်ယောက်လုံးပထမဆုံးရင်းနှီးမှုရခဲ့တဲ့အခိုက်တန့်လေးပါပြီးတော့ဟာရတို့နှစ်ယောက်ပျော်ရွှင်ပြီးထွက်သွားတဲ့အခါမှာယာမရာကအလုပ်ပြီးသွားပြီဆိုပြီးတပြင်းချလိုက်ပါတယ်အဲ့ဒါကိုအီချီကာဝါကတော်တော်အလုပ်ကြီးလုပ်လိုက်တဲ့ပုံစံနဲ့ဆိုပြီးတော့စိတ်ထဲမှာပြောနေပါတယ်ပြီးတော့ယာမရာကအီချီကာဝါကိုကြည့်ပြီးတော့အစင်ပြေသွားတာပေါ့တော့ဆိုပြီးတော့ပြောကနောက်မှတွေ့မယ်ဆိုပြီးပြန်သွားပါတယ်အီချီကာဝါတယောက်လည်းရှက်သွားခဲ့ပါတယ်ပြီးတော့ငါဘာလို့သူ့ကိုကူညီလိုက်တာလဲဆိုပြီးပြောနေခဲ့ပါတယ်ဒီ
ဒီလိုနဲ့ကျောင်းစင်းချိန်ကိုရောက်လာခဲ့ပါတယ်အီချီကာဝါကသူ့စပိတ်ကိုတွေးရင်းနဲ့ယမရာအန်နာကဘလို့မိမ့်မမျိုးလဲဆိုပြီးတော့တွေးပြီးလမ်းလျှောက်နေပါတယ်ပြီးတော့စောင်းဆိုင်တစ်ခုကိုတွေ့တော့စဉ်းစားမိသွားပါတယ်ဒီလောက်တော့မဂဇင်းနဲ့ယမရာပါတယ်မလားဆိုပြီးတော့ပါလူတွေကသူ့နားကဖြတ်သွားတော့ငါကျောင်းဝတ်စုံကြီးနဲ့ဝင်လို့မဖြစ်ဘူးအပြင် office ချင်းရမယ်ဆိုပြီးချိန်ပြီးဝင်ပါတယ်ဟိုကြီးဒီကြီးလုံရင်းနဲ့ဒါကယမရာပါတယ်ဟာပဲဖြစ်ရမယ်ဆိုပြီးတော့ပြောနေခဲ့ပါတယ်အဲ့ချိန်မှာယမရာကသူ့ဘေးနားကိုရောက်လာခဲ့ပါတယ်အဲ့ဒါကိုသတိထားပြီးတော့ချက်ချင်းပဲရှောက်တိန်လိုက်ပါတယ်ယမရာကလည်းစိုက်ပြေးနေပါပြီးတော့ယမရာကသူ့ကိုလူတွေသတိထားမိအောင်လုပ်နေခဲ့ပါတယ်လူတွေဘေးနားကတ်လိုက်အလဲထဲစုပ်ဝင်ပြီးညီမလူကြီးကောက်ကြည့်ပလိုက်ပါတယ်လန်သွားကြပြီးစောင်းမဝယ်ပဲထွက်သွားကြပါတယ်ပြီးတော့သူပါတဲ့စာအုပ်ကိုလူတွေဖတ်အောင်ဘေးရစာအုပ်တွေပေါ်မှာတင်လိုက်ပါတယ်အဲ့ဒါကိုအီချီကာဝါကကြည့်ပြီးဘာလုပ်နေရလဲအဲ့လိုမလုပ်နဲ့လေဆိုပြီးတော့စိတ်ထဲမှာပြောနေပြီးအံ့ဩနေပါတယ်ပြီးတော့ကိုဗစ်တဲ့အပြည့်နဲ့ဘောပင်ကိုလှည့်ပြီးတက်ကြွနေပါတယ်ပြီးတော့စောင်းဆိုင်ကဝန်ထမ်းကလာပြီးတင်ထားတဲ့စာအုပ်ကိုသူ့နေရာသူပြန်ထားလိုက်တဲ့အခါယမရာကစိတ်တက်ကြပြီးဆိုင်ထဲကနေပြန်ထွက်သွားပါတယ်သူမထွက်သွားတော့အီချီကာဝါကယမရာမှာရှက်စရာကောင်းတဲ့ပတ်ချံရှိနေတာပဲပေါ့မတက်နိုင်ဘူးလေသူချောက်လိုက်တဲ့မိန်းကလေးတွေအစားငါဝယ်ရတော့မှာပေါ့ဆိုပြီးတော့ဝယ်လာလိုက်ပါတယ်အိမ်ရောက်မှာတော့အီချီကာဝါကကြည့်ရအောင်ဆိုပြီးဝယ်လာတဲ့စာအုပ်ထဲမှာယမရာရဲ့ပုံတွေကိုရှာနေခဲ့ပါတယ်ယမရာပုံကိုတွေ့သွားတော့သူကငါလုံးဝမသိတဲ့ဒဇင်းတယောက်အတိုင်းပဲဆိုပြီးပြောပြီးစောက်ကိုအမိုက်ပုံနဲ့လွှတ်ပစ်လိုက်ပါတယ်ပြီးတော့အိယာပုံလဲပြီးငါဆက်ပြီးအာယုံစိုက်မနေတော့ငါအဲ့ဒါတွေအတွက်အရန်ကိုအလုံးရှုပ်နေခဲ့တာပဲငါနဲ့ယမရာနဲ့ကတကဘာစီချားနေတာဆိုပြီးအတွေးတွေများနေခဲ့ပါတယ်ပြီးတော့ဘာမှလည်းမဟုတ်ပါဘူးမတော့ရင်ဖြုံးတိရကြပါတယ်ဆိုပြီးစောက်ကိုအမိုက်ပုံထဲကနေပြန်ယူလိုက်ပါတယ်တကယ်ကိုငစားပါနောက်တစ်နေ့ကြောင်းသွားတော့ယမရာကိုလမ်းမှာတွေ့ပါတယ်သူမတယောက်တည်းတော့မဟုတ်ပါဘူးနမ်ပိုင်းဆိုတဲ့စီနီယာကျောင်းသားနဲ့ပါအဲ့ဒါကိုအီချီကာဝါကကောင်းလေးရှိရလားဆိုပြီးအန်အော်ဘီကြည့်နေပါတယ်တကယ်တော့ယာမရာကောင်းလေးမဟုတ်ပါဘူးနမ်မိုင်ဆိုတဲ့စီနီယာကျောင်းသားကယာမရာကိုကြိုက်နေတာပါအဲ့ဒါကြောင့်ယာမရာအနာကပ်ပြီးစကားတွေပြောပြီးဖုန်းကြောင်းနေပါတယ်ပြီးတော့ယာမရာစီကလိုင်းအကောက်ကိုတောင်းနေပါတယ်ယာမရာကလည်းမပေးချင်လို့စကားလမ်းကြောင်းတွေလွှဲနေခဲ့ပါတယ်အဲ့ဒါကိုစိတ်မရှိတော့ပဲယာမရာလက်ကိုအတင်းကင်ပြီးလိုင်းအကောက်ပေးဖို့အတင်းတောင်းဆိုနေပါတယ်ယာမရာကလည်းအတင်းတောင်းနေတော့ညင်းလို့မရတော့ပေးဖို့ဖုန်းအထုပ်မှာအီချီကာဝါကသူ့စပိန်ကိုရုတ်တရက်ယမရာအနာကိုအားကုန်ထည့်ပြီးပြစ်လိုက်ပါတယ်စပိန်ကအားရပါသွားတော့မြစ်ထဲကိုထိုးကျသွားပါတယ်အဲ့ဒါကိုចောင်းသားတွေလည်းမြင်တော့အပြေလော်သွားကြည့်ကြပါတယ်ပြီးတော့ယမရာတငယ်ချင်းချီအီကရောက်လာပြီးအဲ့ဒါအီချီကာဝါပြစ်လိုက်တာလေဆိုပြီးတော့ယမရာကိုပြောပါတယ်ယမရာကလည်းအံ့ဩသွားပြီးဘာလို့အဲ့လိုပြစ်တာလဲဆိုပြီးအီချီကာဝါကိုမေးလိုက်ပါတယ်အီချီကာဝါကသူ break အစား gas ကိုမှားဖိမိတာဆိုပြီးတော့ပြောလိုက်ပါတယ်အမှန်တော့တမင်ုံလုတ်လိုက်တာပါယမရာကိုကောက်ွယ်ခြင်းနဲ့သူ့ရဲ့မတိစိတ်ကြောက်ပါယမရာကအီချီကာဝါကိုကြည့်ပြီးအားရပါရဟီပြီးအီချီကာဝါကစိတ်ဝင်စားဖို့ကောင်းလိုက်တာဆိုပြီးတော့ပြောလိုက်ပါတယ်ပြီးတော့သူတို့နှစ်ယောက်တယောက်ကိုတယောက်ကြည့်နေရင်းနဲ့ပိုင်းတစ်လေးလည်းပြီးဆုံးသွားခဲ့ပါတယ်ကျွန်တော်တို့ရဲ့ The Semi Taste Channel လေးကိုလည်း like and subscribe တွေလုပ်ပြီးကြပါဦးပိုင်းနှစ်နဲ့ပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်